မင်္ဂလာပါရှင်ဒီညဖတ်ပြပေးမှလေးရကြတော့အရှင်သူစိတ်ဓာတ်မော်ကျွန်းရေးသားထားတဲ့ဘဝတန်ခန်းစာစာအုပ်ထဲကခွန်အားဆိုတဲ့ခေါင်းစဉ်လေးနဲ့ဖတ်ပြပေးသွားမှာဖြစ်ပါတယ်ဘဝတစ်ခုရက်တည်ရတာမလွယ်လှပါဘူးဒီတော့အဲ့ဒီမလွယ်တဲ့ဘဝကိုဘာနဲ့ဆက်လျှောက်မလဲဘယ်လိုဆက်ရင်ဆိုင်မလဲခွန်အားပေါ့စိတ်ခွန်အားပါပဲအဲ့ဒီစိတ်ခွန်အားကိုတချို့ကငွေကရတယ်ထင်တယ်ဒါကြောင့်ငွေရှိအောင်ကြိုးစားတယ်တချို့ကအာနာကရတယ်ထင်တယ်ဒါကြောင့်အာနာရအောင်ကြိုးစားတယ်တချို့ကပိုင်ဆိုင်မှုတွေကနေရတယ်လို့ထင်တယ်ဒါကြောင့်ပိုင်ဆိုင်မှုတွေတစ်ခုပြီးတစ်ခုတိုးရဖို့ကြိုးစားကြတယ်သူတို့ကတော့ရဝတ္ထုကိုအားကိုးတဲ့သူတွေပေါ့သူတို့နဲ့မတူတာကတော့တချို့ကအချစ်ကိုလိုလားတယ်အချစ်ရှိရင်လုံခြုံတယ်လို့ခံစားရတယ်တချို့ကမေတ္တာကိုတောင်းတတယ်တချို့ကတရားကိုတောင်းတတယ်အဲ့ဒီအထဲမှာနောက်ဆုံးတစ်မျိုးကအလုံးချုံဆုံးပါပဲတဲ့ဒါပေမဲ့လည်းလူအများစုကတော့အဲ့ဒါကလုံခြုံမှုလို့မခံယူပါဘူးအထီးကျန်စေသောအရာလို့လက်ခံပါတယ်အမှန်မှာတော့သူတို့လုံခြုံရာအားကိုးရာထင်တဲ့အရာတိုင်းအတွက်သူတို့ပူလောင်ရတယ်စိတ်ပင်ပန်းမှုတွေပြန်ရတယ်ဆိုတာသတိမထားမိကြပါဘူးတဆုံးတရားကိုတွေ့တိုင်းထားရင်အဲ့ဒီတဆုံးတရားမရှိတဲ့အခါခြောက်ချာတော့တာပါပဲတဲ့ဒါကြောင့်လူအများစုဟာခြောက်ချာသောနေ့တွေကိုကြော်ဖြတ်နေကြတာပါတကယ်အေးချမ်းလုံခြုံမှုကိုမရကြပါဘူးဘဝရည်တည်မှုဟာအင်မတန်လျှို့ဝှက်နဲ့နေပါတယ်ကိုတကယ်လိုအပ်တဲ့အရာကိုမရတတ်ကြပဲမလိုချင်တာတွေကိုရနေတတ်တယ်လေရနေတဲ့အရာတွေကကိုပြန်လျှောက်နေတတ်ပါတယ်ငွေတွေကုန်တွေကလည်းပြန်လျှောက်လန့်နေသလိုကိုယ်နားမှာရှိတဲ့လူတွေကလည်းပြန်လျှောက်လန့်နေပြန်ပါရောဖောက်ပြန်တတ်တဲ့အရာတွေဟာကိုယ့်ရဲ့စိတ်ကိုအေးချမ်းမှုမပေးနိုင်ပါဘူးဒါတွေကိုသဘောပေါက်ဖို့အချိန်လိုပါတယ်လေ့ကျင့်မှုလိုပါတယ်ဒီလိုမှမဟုတ်ရင်ဘဝကလန့်စရာခြောက်ချားစရာပါပဲမယုံကြည်ရတဲ့လူတွေဝန်းရံနေတဲ့ဘဝမတည်မြဲတဲ့အရာတွေကိုဂိုင်းတွေအသုံးပြုနေရတဲ့ဘဝတွေဟာ6ကဘာမှာလမ်းချောင်းနေရတလို့ပါပဲဒါသွားပေါ်လမ်းချောင်းနေရတလို့ပါပဲထိလွယ်ချလွယ်ရှိလာပါတယ်အဓိကကတော့ကိုယ့်ရဲ့စိတ်ကိုမတည်ငြိမ်စေတာပါပဲမတူညီတဲ့နောက်ခံအတိုင်းအဝိုင်းတွေနဲ့မတူညီတဲ့ဘဝတွေဟာတကယ်တော့စိတ်ဝင်စားစရာကောင်းတယ်လို့တစ်ဖက်ကကြီးတော့လဲစိတ်ပြည့်ငြင်းငွေစရာတွေကြီးပါပဲဒီနေ့ကိုဒီလောကကြီးကနေထွက်သွားရအောင်မယ်အားလုံးကိုကြောခိုင်းထားရအောင်မယ်ဆိုတာကြီးကအမှန်တရားကြီးလေကိုယ်စိတ်ကိုပြန်မချောက်လန့်စေမဲ့စစ်မှန်တဲ့အေးချမ်းမှုကိုကိုယ်တိုင်းလုပ်ယူရမှာပါဒီအတွက်စိတ်ခွန်အားရှိနေဖို့လိုပါတယ်အခုရှိနေတဲ့ခွန်အားဟာထာဝရအတွက်လားတဲ့တည်ငါအတွက်လားဆန်းစစ်ကြည့်ရပါမယ်ခွန်အားမရှိတဲ့စိတ်ဟာအရှုံးပေးဖို့အလားများပါတယ်ဒါကြောင့်ဒီစိတ်ကိုခွန်အားရှိနေစေဖို့အကောင်းတဲ့ဂိမ်းအောင်လုပ်ရပါမယ်ဒါကတော့မေတ္တာစိတ်ထားနေခြင်းအရာရာကိုဆင်ခြင်တုံတရားနဲ့သာထိတွေ့ဆက်ဆံခြင်းပြောင်းလဲခြင်းသဘောတရားကိုအမြဲဆင်ခြင်နေခြင်းကခွန်အားတစ်မျိုးကိုရစေပါတယ်အဲ့ဒီခွန်အားကတော့ရယူဖို့မဟုတ်တော့ပဲဆွလွတ်ဖို့ဖြစ်လာပါလိမ့်မယ်ဆွလွတ်ဖို့တတ်သိရှိနေခြင်း
စိတ်ခွန်အားဖြစ်နေခြင်းကတော့တရားကတာပေးစွမ်းနိုင်တာပါဘယ်လိုရစီမယ်ရနိုင်တယ်ကတော့လက်တွေ့ကျင့်သုံးနေခြင်းကလွဲလို့တခြားနည်းလမ်းမရှိပါဘူးလက်တွေ့အကျဆုံးနည်းကတော့မေတ္တာဓာတ်အသစ်ရှိသူတွေနဲ့များပေါင်းနိုင်အောင်ကြိုးစားပါလူဆိုတာတဲ့တတ်တူချင်းသာပေါင်းလို့ရတာဆိုတော့ကိုယ်မှာမေတ္တာအသစ်ရှိပြီဆိုရင်ဒီလိုလူစားမျိုးတွေရလာပါလိမ့်မယ်တရားကျင့်နေဆိုတဲ့စကားအမြင့်ကြီးမသုံးခင်မှာလက်တွေ့ကြမေတ္တာနဲ့လူတွေကိုစောင့်ရှောက်ပါမေတ္တာဓာတ်ကျပြန်လာစေမဲ့နိလန်းကိုရှာဖွေကျင့်သုံးပါတမာရိယမဲ့ကုသိုလ်အလုံးတစ်ခုကိုဆွဲမြဲလုပ်ပါကိုကုသိုလ်စိတ်နဲ့ကိုအေးချမ်းနေအောင်ကျင့်ယူပါပူလောင်စေတာဆိုဘာကိုမှကောင်းထဲမထည့်ပဲအေးတော့အာယုံကိုသာအမြဲယူတတ်အောင်လေ့ကျင့်ပါဒီတော့မှစိတ်ခွန်အားတစ်မျိုးကိုရလာစေပါလိမ့်မယ်လို့ပြောပါရစေလူသားအားလုံးစိတ်ခွန်အားရကြပါဒီညတော့ဒီလောက်ပါပဲရှင်မင်္ဂလာညချမ်းလေးဖြစ်ပါသေးရှင်